မင်္ဂလာပါမနက်ဖြန်ဇူလိုင်လ6ရက်ဒီကနေ့ည2နာရီခွဲအချိန်မှာ Round of 16ပွဲစဉ်တစ်ပွဲအဖြစ်ရှင်ပြိုင်ကစားသွားကြမယ်ဘရာဇီးနဲ့နော်ဝေးတို့ရဲ့အကြောင်းကိုခံမှန်းသုံးသပ်ချက်လေးပြုလုပ်သွားမှာဖြစ်ပါတယ်အဲ့ပွဲကတော့ကျွန်တော်တို့ဒါအမေရိကန်နိုင်ငံနယူးဂျာစီမှာရှိတဲ့နယူးဂျာစီစတေဒီယမ်မှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်ဆိုတော့ဘရာဇီးနဲ့နော်ဝေးကျွန်တော်ဒီကမ္ဘာဖလားရဲ့ကျွန်တော်ဒါရွှေမင်းသားလို့တင်စားကြတဲ့ဘရာဇီးနဲ့ကျွန်တော်20ကျော်ကြာမှကျွန်တော်ဒါပါဝင်ရှင်ပြိုင်ခွင့်ရတဲ့နော်ဝေးတို့ရဲ့16သင်းအဆင့်ပွဲစဉ်ဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဘယ်သင်းကနောက်ဆင့်တက်သွားမှာလဲကျွန်တော်အရှိက history လေးတွေကိုနည်းနည်းလေးပြန်ကြည့်ရအောင်ဘရာဇီးကကျွန်တော်နောက်ဆုံးကန်ခဲ့တဲ့ပွဲစဉ်မှာဒီအာရှရဲ့ဒါအကြီးမားဆုံးအသင်းလို့ဒါတင်စားကြတဲ့ဂျပန်ကို2ဂိုးတကိုးနဲ့နိုင်လာတဲ့အသင်းဖြစ်တယ်လို့တစ်ဖက်ကနော်ဝေးကလည်းကျွန်တော်တို့ဖောင်ကောင်းပါတယ်ဆိုတဲ့ Ivory Coast ကို2ဂိုးတကိုးဆိုတဲ့ရက်လက်နဲ့နိုင်ပြီးတော့ဒီဆင့်ကိုရောက်လာတာပါဆိုတော့နှစ်ဖက်လုံးမှာ quality မြင့်တဲ့ကစားသမားကောင်းတွေကိုပိုင်ဆိုင်ကြတယ်လို့ကျွန်တော်တို့ပြောလို့ရမယ်ဆိုတော့ဒီနှစ်သင်းကတိုက်စစ်ကိုတေချာပဦးစားပေးတဲ့အသင်းတွေလို့ကျွန်တော်တို့ပြောလို့ရမယ်။ဘာကြောင့်လဲဆိုတော့အရှိရကန်ခဲ့တဲ့ပွဲစဉ်လေးတွေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်အနှိမ့်ဆုံး2ဂိုးအထက်သွင်းပြီးတော့မှပဲကျွန်တော်ပြိုင်ဘက်ကိုအနိုင်ယူလာတယ်လို့ကျွန်တော်တို့ပြောလို့ရပါမယ်။ဆိုတော့ဒီတစ်ချိန်ရောဘရာဇီးကနောက်တစ်ဆင့်တက်မလားနော်ဝေးကနောက်တစ်ဆင့်တက်မလားကျွန်တော်တို့တစ်ချက်တေချာပေါက်ဒါစဉ်းစားသုံးသပ်ရပါမယ်။ကျွန်တော်တို့ဒါပရီးမီးယားလိပရိသတ်ဆိုရင်ကောင်းကောင်းကြည့်သိပါတယ်ကျွန်တော်တို့ဒါမန်ချက်စတာစီးတီးရဲ့တိုက်စစ်မှုအာလင်ဟာလန်နဲ့ကျွန်တော်တို့ဒါအာဆင်နယ်ရဲ့ခံစစ်မှုဂါဘရီယယ်တို့ပြန်လဲတွေ့ဆုံပွဲလို့လည်းပြောလို့ရပါတယ်ဒီပွဲမှာရောဂါဘရီယယ်ကဟာလန်ကိုထိန်းချုပ်နိုင်မှာလားဒါမှမဟုတ်လို့ရှိရင်လည်းဂါဘရီယယ်ကိုကြော်ပြီးတော့ဟာလန်ကရောဂိုးသွင်းနိုင်မှာလားကျွန်တော်တေချာပေါက်စောင့်ကြည့်ရပါမယ်ဆိုတော့ဒီပွဲလဲစိတ်လှုပ်ရှားစရာအတော်လေးကိုကောင်းတဲ့ပွဲလို့ပြောလို့ရပါတယ်တေချာပေါက်စောင့်ကြည့်တဲ့ပွဲပါကျွန်တော်တို့ဒါကမ္ဘာအဆင့်သတ်မှတ်ချက်မှာတော့ဒါဘရာဇီးကတေချာပေါက်တာတာပေါ့ဗျာသို့တော့ကျွန်တော်တို့ဒီဖက်နောက်ပိုင်းနှစ်တွေမှာနော်ဝေးကိုတေချာပေါက်ရှော့တွက်လို့ရတဲ့အနေအထားမှာမရှိပါဘူးကျွန်တော်တို့ဒါကွင်းလေကောင်းကောင်းကစားတတ်တဲ့ကျွန်တော်တို့ဒါမာတင်အိုဒီဂတ်တို့လိုကစားသမားရှိတယ်လို့တိုက်စစ်မှာဆိုရင်ဒါဟာလန်ဆော်လောနူဆာတို့လိုကျွန်တော်တို့ဒီတိုက်စစ်ကိုကောင်းကောင်းကြီးကစားတတ်တဲ့ကစားသမားရှိပါတယ်တစ်ဖက်ကဘရာဇီးကတော့အထွေထူးပြောစရာမလိုပါဘူးကျွန်တော်တို့ဗီနီရှက်ဂျူနီယာတို့လိုကစားသမားရှိတယ်ကျွန်တော်တို့ဒါမာတီယက်ကွန်ညာတို့လိုကစားသမားရှိတယ်ကျွန်တော်တို့ဒါဘုံမောက်ရဲ့ဒါလူငယ်တိုက်စစ်တောက်ပန်တိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော်တို့ဒါရေယန်ဆိုတာကလည်းဒီကပ္ပဖလားမှာတကယ်ကိုဒါထွန်းတောက်လာတဲ့ကစားသမားလို့ကျွန်တော်တို့ပြောလို့ရပါမယ်ဆိုတော့ဘရာဇီးကတော့ကွင်းလေပိုင်းမှာရှိတဲ့ကျွန်တော်တို့ဒါကက်ဆမဲရိုတို့ကျွန်တော်တို့နောက်ဒါဘရူနိုဂီမာရက်တို့ဆိုတာကပရီးမီးယားလိရဲ့တောင်မြေခံစစ်ကျွန်တော်တို့ဒါကွင်းလေကစားသမားတွေဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်တို့ဒါဂိုးနေမလားဂိုးများမလားဆိုတာပါပဲကျွန်တော်ရဲ့အထင်ကတော့2သိန်းပေါင်းသွင်းကိုဒီ3ဂိုးအထက်မှာရှိမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဆိုတော့မဖြစ်မနေတသိန်းရွေးပါဆိုရင်တော့ကျွန်တော်ဘရာဇီးကိုအနေငယ်ပို့ပြီးတော့ကြိုက်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ခံမှန်းချက်ကတော့ဘရာဇီးကဒါ3ဂိုး2ဂိုးလောက်နဲ့နိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ဒါနောက်တစ်ပွဲကတော့မနေ့6:30မှာကန်မဲ့အင်ရှင်မက္ကဆီကိုနဲ့အင်္ဂလန်ကန်မဲ့ပွဲပါဒီပွဲကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အင်ရှင်မက္ကဆီကိုကဒီကမ္ဘာဖလားမှာကျွန်တော်တို့တော်တော်လေးကိုကောင်းမွန်တဲ့ခြေစွမ်းကိုပိုင်ဆိုင်ထားတဲ့အသင်းပါကျွန်တော်တို့ဒါအုပ်စုတွင်3ပွဲရဲ့ round of 32တပွဲ4ပွဲကန်တဲ့အနေအထားမှာပေးကိုတကိုးမှမရှိထားတဲ့အသင်းဖြစ်ပါတယ်တစ်ဖက်ကအင်္ဂလန်ကတော့တစ်နှစ်ငွေတစ်နှစ်ရွှေဆိုပြီးတော့ခြေစွမ်းအပြင်တည်ငြိမ်ရှိနေတဲ့အသင်းရဲ့လို့ကျွန်တော်တို့ပြောလို့မရဘူးသို့တော့အင်္ဂလန်မှာကျွန်တော်တို့ quality ကစားသမားကောင်းတွေအများစုကိုပိုင်ဆိုင်ပါတယ်ဆိုတော့မက္ကဆီကိုလားအင်္ဂလန်လားကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရပါမယ်ကျွန်တော်မက္ကဆီကိုကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါရာဟူဂျီမီနက်တို့လိုဝါရင်တိုက်ဆက်မှုကိုပြပိုင်ဆိုင်တယ်လို့တစ်ဖက်ကအင်္ဂလန်ကလည်းဟယ်ရီကိန်းတို့လိုကစားသမားတွေကိုပိုင်ဆိုင်ပါတယ်ကျွန်တော်တို့ကွင်းလင်မှာအင်္ဂလန်ကပူတာတယ်လို့ကျွန်တော်တို့ပြောလို့ရပါမယ်ကျွန်တော်တို့ဒါအီလီယာအန်ဒါဆန်ဒီကလန်ရိုက်တို့လိုကစားသမားတွေကိုပိုင်ဆိုင်ပါတယ်ဒီတစ်ချိန်ရောသောမတ်ဒူဝေကကျွန်တော်တို့ဒါညာဘက်ဂျက်မှာကျွန်တော်တို့ဒါဂျက်စပန်ကိုသုံးပါလားဒါမှမဟုတ်ရှင်ရေစီဂျင်းကိုသုံးပါလားစိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်တို့ဘက်ဒါတိုက်စစ်မှာကျွန်တော်တို့ဒါဆာကာလာဂေါ်ဒန်လာညာဘက်မှာဆိုရင်မာဒူကီလာကျွန်တော်တို့ဆာကာလာဒေချာပေါက်ဒါစောင့်ကြည့်ရပါမယ်ကျွန်တော်မက္ကဆီကိုမှာကျွန်တော်တို့ဒါဆော်ဒီလီကနေပြီးတော့ဒါဂိုးသွင်းဘရင်စုရလာတဲ့ကျွန်တော်တို့ဒါကွမ်နိုနက်စ်တို့လိုကစားသမားရှိပါတယ်ကျွန်တော်တို့ဒါခန်စစ်တိုက်စစ်ကွင်းလေမျှချေအပြင်မက္ကဆီကိုဒီတော်တော်လေးကိုကောင်းမွန်တဲ့ကစားသမားအများစုနဲ့ဖွဲ့စည်းထားတဲ့အသင်းလို့ပြောလို့ရပါမယ်ကျွန်တော်နောက်တစ်ချက်ကအင်္ဂလန်အတွက်သတိထားရမှာကတော့ဒီမက္ကဆီကိုစီးတီးစတေဒီယမ်ဆိုတာကျွန်တော်ကိုတော်တော်လေးကိုနာမည်ကြီးတဲ့ကွင်းပါဘာကြောင့်လဲဆိုတော့ဒါပင်လယ်ရေမျက်နှာပြင်အထက်ပေ9000ကျော်မှာတည်ရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါအသားမကျတဲ့ကစားသမားတွေအတွက်ကတော့ဒါလွယ်လွယ်နဲ့မော်ဟိုက်ပင်ပန်းနိုင်တဲ့အနေအထားမှာရှိပါတယ်
ဆိုတော့အင်္ဂလန်ကဒီချိန်မှာရောကြော်ဖြတ်နိုင်မှာလားကျွန်တော်တို့ဒါတေချာပေါက်စောင့်ကြည့်ရပါမယ်ဆိုတော့ဒီပွဲကတော့ကျွန်တော်အထင်ဒါပွဲချင်းအတွင်းမှာတရေလဲဖြစ်သွားနိုင်တယ်လို့ကျွန်တော်တို့မဖြစ်မနေတသိန်းရွေးပါဆိုရင်တော့ကျွန်တော်အင်္ဂလန်ကိုပဲပို့ပြီးတော့ကြိုက်ပါတယ်ဒါကြောင့်မလို့အင်္ဂလန်ကတော့ကျွန်တော်2ဂိုး1ဂိုးလောက်နဲ့နိုင်ပြီးတော့ဒါနောက်တစ်ဆင့်ကိုတက်သွားလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ညီကိုတို့ရောဘလို့ထင်ကြလဲကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကိုဒါအာမနာတဲ့ comment box မှာရေးသွားလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ